ဒီနေ့ကတော့ကျွန်မဒီလောက်နေပဲဒေါ်လာကောင်းမှနဲ့တူကျွန်မစပင်းနေကုန်တော့ပဲဒီတောက်တက်တယ်သူတို့လောက်ကြတယ်လဲHello အားလုံးပဲမင်္ဂလာပါ Crystal Vlog လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Crystal အခုတလုံးအလုပ်တွေရမ်းများနေတဲ့အတွက်ကြောင့် Vlog လေးတွေကိုမလုပ်နိုင်တာလဲခွင့်လွှတ်ပေးကြပါမတွေ့ရကြပြီဖြစ်တဲ့ Crystal ကောချက်လေးတွေ Crystal ကိုသတိရနေလိမ့်မယ်လို့ညွှန်လင်းပါတယ်ဆိုတော့ဒီ video လေးနဲ့ပြန်ပြီးတော့ Crystal နှုတ်ဆက်လိုက်ပါတယ် Hi ကောချက်ဒီနေ့မှာတော့ Crystal ကSimplus ကနေပြီးတော့ပေါ့နော် hair dryer လေး 5-in-1 လေးဝယ်ထားတာကို unboxing လုပ်မှာဖြစ်ပါတယ်Simplus ကပေါ့နော် 5-in-1 hair dryer လေးဖြစ်တဲ့ဘန်ကောက်ကနေတိုက်ရိုက်မှာတာပါဆိုတော့ဘယ်လိုရှိလဲဆိုတော့ present နဲ့တစ်ချက် unboxing လေးဖောက်ကြည့်ကြမယ်ပေါ့နော်Crystal ရဲ့အိမ်မက်ကတော့ Dyson ပေါ့နော်ဆိုအိမ်မက်တွေကြီးကြီးရဆိုတဲ့အတိုင်း Dyson က Crystal တော့အရင်ကြီးပါတယ် affordable price လေးဖြစ်နေလို့ပေါ့နော်ဒီစပင်လေးအတွက်နဲ့လည်း Crystal လို့30 30မရင်းချင်သေးဘူးပေါ့လေဒီလိုကာလမျိုးမှာပေါ့အဲ့တော့အရာပြေစိတ်အားသာပြေဆိုပြီးတော့ဒီ Simplus လေးကိုလိုချင်နေခဲ့တာကြာပြီပေါ့နော်ဒါပေမဲ့ဂျားထဲမှာအဲ့လိုမျိုးမမှာဖြစ်ဘူးပေါ့လေတော့ခုမှပြစ်လိုက်တော့ရောက်လာခဲ့ပြီပေါ့နော်ဒီလိုလေးပါဒီလိုလေးပါဘူးလေးကတော့ဒီလိုလေးပေါ့နော် packaging အသားအနာဝူးရဲ့တန်ချိန်အလေးချိန်စီစီလေးတော့ရှိရတာနော်ဆိုတော့ Simplus ကလည်းနာမည်အခုကြီးအခုဆို electric ပစ္စည်းတော်တော်များများ Simplus ကိုပြစကြိုက်နေတာပေါ့နော်သူ့ရဲ့ဘူးမှလေးမြင်ရတာမသိဘူးအဲ့လို line လေးနဲ့ပေါ်ထားတာပေါ့နော်မစိုးဘူးပေးရတဲ့ပတ်စံနဲ့သူ့ရဲ့ quality နဲ့ကဘူးဖုံးနဲ့ impress အမှတ်စပေးလို့ရပြီပေါ့နော်အထဲထဲမှာဒီလိုလေးလာပါတယ်ဒီလိုလေးလာပါတယ်ဒီမှာသူ့ရဲ့ menu cut လေးလာရအကုန်ပါတယ်ပေါ့နော် menu cut လေးပါလေးအကုန်ပါတယ်အဲထဲမှာပါတဲ့ပစ္စည်းတွေပြင်သူရောင်းတဲ့ပစ္စည်းတွေအကုန်လုံးကြော်ညာလေးပါတယ်ပေါ့နော်ဒါကတော့ဒီထဲမှာပါတဲ့ဆက်ကလေးပါဒါကကောင်းလေးပါဒီကောင်းလေးကချိုးလို့လှဲ့လို့လည်းရပါတယ်ဆိုတော့လောဆယ်ကတော့အရင်ပြောနေပါတယ်ဒီမှာဒီနေ့ခေါင်းဆန်း short ကြည့်ပြီးတော့မှုတ်မယ်ဆိုတော့ဒီစားလေးနဲ့ပါကျွန်တော်ဒီ vlog လေးတစ်ဖြတ်ကိုဒီမှာခဏနာပါမယ်ဒီကသူ့မှာရှိရဲ့ရောင်းတဲ့ပစ္စည်းစုံပေါ့နော် vacuum နေရှိရဲ့ဘာရှိရဲ့ညာရှိရဲ့ပေါ့နော်ပြီးသွားလို့ရှိရင်ဒီမှာသူ့မှာပါတဲ့ချက်ကလေးတွေဝယ်တဲ့ရင်တော့နောက်ထပ်တစ်ခုဝယ်လို့ရှိရင် scan ဖတ်ပြီးတော့ 22% off လေးရအောင်ဝယ်လို့ရသေးတယ်ပေါ့နော်သူ့မှာပါတယ်ဒီကောင်ထုတ်ကြည့်မယ်ဒီကောင်ပြီးရင်ဒါက Arab မှာပါတယ်လို့ပဲပေါ့နော်စပင်နေဒီလိုဖွာနေတဲ့ဟာလေးတွေကိုဒီလိုမျိုးဖိလိုက်လို့ရှိရင်ဒီစပင်အမွှားမွှားလေးထွက်နေရလေးတွေကအဲ့လိုတက်တာသွားစေမယ်ပေါ့နော်အဲ့တော့အခု Crystal ဒီဟာလေးဒါကကြတော့ Dyson မှာပါတယ်လို့ပဲ Arab နဲ့ကောက်ပေးမှာပေါ့နော်သူကတော့အဲ့လိုဘယ်လက်ညာလက်ရတော့မပါဘူး Crystal သိတယ်လို့ပေါ့နော်သူမှာတော့ bro ကတဒံပဲပါတယ်အကြီးတွေသိလည်းမပါဘူးဆိုအလိတ်တစ်မျိုးပဲရမှာပေါ့နော်ကော်သားလေးလည်းကောင်းတယ်ဒီလားကော်သားတွေကလေဟိုလိုအရန်အနံ့စော်ကြီးဖြစ်နေတာမျိုးမဟုတ်ဘူးပေါ့နော်အဲ့မှာ Crystal တငယ်ချင်းတရားဟိုလာစီတာတို့ဘာတော့ကနေပြီးတော့လေဟိုဆိုးအားလေးမှာပေါ့နော်အတုထုတ်တာပေါ့ copy ထုတ်တာပေါ့တရုတ်ကနေဝယ်လိုက်တာအတန်းလည်းအရန်စုတယ်ပြောတယ်ပြီးတော့ကော်သားတွေကလည်းအရန်အနံ့တယ်ပြောတယ်အဲ့ဒါနဲ့ Crystal မ try ပြဘူးပေါ့နော်အဲ့လို3-5တောင်းလောက်အဲ့လောက်ပဲပေးရတယ်ကွာ 5-in-1 အောင်ပါလေဆိုတဲ့ခါကျတော့ခုခါကတော့ 5-in-1 ကိုမှာ Simplus ကထုတ်တာนี่ထုတ်ရခတ်လိုက်တာခုနောက်ဆိုတော့လိုပေါ့နော်အောက်မှာ wire ကျိုးတွေနဲ့ဒီလိုမျိုးလေးပေါ့နော်ဒီလိုမျိုးလေးပေါ့ဒါဒီကောင်းလေးကဖြုတ်ပြီးတော့လဲရမှာနောက်မှာခလုတ်ပါတယ် and then ဒီမှာခလုတ်ပါဒီပေါ်က on off နေလိမ့်မယ်ဒီပေါ်ကျတော့လေအတွက်ကို3ဆင့်အဲ့လိုမျိုးပါတာနေလိမ့်မယ်လေနဲ့အပူရှိန်ပေါ့နော်ဆိုတော့မနေနိုင်မထိုင်နိုင်ခုချက်ချင်းကောင်းချော်လိုက်ပြီပေါ့နော်ဒီ Simplus ရဲ့တကုန်းနဲ့ဆိုတဲ့ခါကျတော့ဒီခလုတ်ကလေးကကျတော့ဒါလေးကိုတန်းတွန်လုပ်ပို့ပေါ့နော်သူကဒါလေးကိုအောက်ကိုဆွဲချမယ်ဖိပြီးတော့အောက်ကိုဆွဲချမယ်ဆွဲပြီးသွားလို့ရှိရင်သူ့ကိုလှည့်မယ်လှည့်ပြီးတော့ပြပ်ဆိုတဲ့အတန်လေးပေါ့နော်ဟိုသူ့ရဲ့အံဝင်ခွင်ကြလေးကြာရင်လှုပ်လိုက်ပေါ့နော်သူကအရှင်ဒီလိုဆွဲထားလို့မရအရှင်လေးပေါ့အလုံးလုံးတုံးမှာဆွဲမယ်ပြီးရင်လှုပ်လိုက်မယ်ဆိုတော့သူကအဝင်ငွေကြပြန်တို့တဲ့လေးကို Crystal ပို့အားရတယ်ပေါ့နော်ဆိုတဲ့ခါကျတော့ Euro နဲ့ကို try မယ်ပေါ့နော်ဒါ first try မှာခေါင်းလျှော့ထားပြီးတော့ Crystal နည်းနည်းမဆိုးမချောက်လေးတော့ဆိုတော့လေဟို Crystal ကလေဒါက2,800,000ကျော်9,000ကျော်နဲ့တူတယ်3သိန်းလောက်တော့ရှိမှာပါ3သိန်းမကျော်ဘူးလား3သိန်းလောက်တော့ရှိကက်ရပေါ့အဲ့လောက်နဲ့ရန်ကုန်အရောက်ပါအဲ့တော့ခုနက Crystal ပြောတဲ့ဒီ9,000တန် 5-in-1 တို့ဘာလို့မ try စေချင်ဘူးပေါ့နော်ကော်သားလည်းမကောင်းသလိုအဲ့လိုအတန်လည်းအရန်ဆူတယ်ပေါ့နော်ဒါကခုနအတန်လေးတစ်ချက် Crystal try လိုက်တဲ့အချိန်မှာအတန်ကတော်တော်မိုက်တယ်လေတွေကိုတော့ဖင်နေကနေစောက်တာဒီဟာလေးဆိုလည်းအဲ့လိုမျိုးတန်လိုက်လေးနဲ့ကွာဒီမှာဘတ်ဆိုပြီးတော့လှုပ်လိုက်တာနဲ့သူ့ဘာသူပြန်ကတ်သွားတယ်အဲ့လိုမျိုးသိလားအရန် quality ကောင်းတယ်အဲ့တော့ Simplus ကိုပဲ Crystal strongly recommend လုပ်တယ်ပေါ့နော်ဆိုတော့ဒါလေးကိုစမ်းပါမယ်စမ်းတဲ့ခါကျလို့ရှိရင်သူကဒီမှာ
ခလုံးနှစ်ခုပါတယ်ပေါ့နော်ဒါကတော့အပူအေး3ဆင့်ရှိတယ်3ဆင့်ရှိတော့ဒါကိုဖွင့်လိုက်တာနဲ့တခါလေလေကဒီခင်ကနေစုပ်ပြီးတော့ဒီကနေပြီးတော့ထွက်တာနော် and then မှာအမြင့်ဆုံးရင်အမြင့်ဆုံးပေါ့နော်ဒါကအခုကရာသီဥတုလည်းနည်းနည်းအေးတော့အမြင့်ဆုံးလေးကိုထည့်ခဏထားပြီးတော့မှုတ်လိုက်မယ်ပေါ့နော်တပင်ဆောက်တာအရင်တော့အောင်လေးပေါ့နော်လေကဒီဘက်ကထွက်တာဒီဘက်ကအချောပေါ့နော်ဒီဘက်ကလေလေးပေါ့နော်အနွေးတက်လေးကအတော်လေးပဲအတော်နေလေးပဲအရင်မပူဘူးပါဆိုတော့ရှင်းမှာ Panasonic ကဟာလေးဆိုလို့ရှိရင်ပူတယ်လို့ခံစားရတယ်နံပါတ်3အဆင့်ကလေသူကကြတော့ပူဆုံးအဆင့်ကအရင်မပူပေါ့နော်အနွေးလေးလုံလောက်ယုံလေးပဲဥယျာဉ်နွေးတယ်သပင်လည်းစောင့်မြန်တယ်ပေါ့နော်လေအားရမ်းပြင်းတော့နောက်တစ်ဆင့်ထပ်ပြီးတော့နှစ်လိုက်ပါမယ်ဒါဆိုအစိမ်းကကြတော့လေအေးနဲ့လေအားပြော့လေးပေါ့နော်လေအားပြော့ဆိုတော့တော်တော်ဆောင်းဖြစ်တယ်တွေ့လားအဲ့လိုမုန်တိုင်းဆန်နေကြပဲပေါ့နော်ပြီးတော့ရင်နောက်တစ်ဆင့်တော့နှိမ့်မယ်လိမ္မော်ရောင်လေးပေါ့နော်လိမ္မော်ရောင်လေးကကြတော့မပူမအေးလေးလိမ္မော်ရောင်လေးကနေတော့ပဲသူကြိုက်တယ်ဒါမျိုးလိုနေတယ်ပုံမှန်အားဖြင့်ဆိုမှုတ်လေးရှိပေါ့နော်ဒီနေ့ကရာသီဥတုလည်းနည်းနည်းအေးနေပြီးတော့ခေါင်းကြီးပဲနည်းနည်းလျှော်လိုက်တာပေါ့လေလျှော်လိုက်တာဆိုတော့ခေါင်းအေးပတ်မှာဆိုတော့ဒါကနည်းနည်းမှုတ်နေရတော့ခုနအမိလေးကိုသုံးလိုက်တာကွာပုံမှန်ဆိုတော့ဒီအလေကလိမ္မော်ရောင်လေးနဲ့ပဲဆိုတော့တောင်းမှာဖြစ်တယ်နော်ပြီးတော့ဒီကလုတ်ကပိတ်လို့မရတော့ဒါကိုပဲ on off လုပ်ရမှာအဲ့လိုမျိုးသိလားဒါကိုဖွင့်နေတယ်ဆိုဒါကိုပဲကိုနှိပ်ထားတဲ့အကြောင်းလေးတန်းပုံမယ်ပိတ်နေတယ်ဆိုဒါလေးကိုတန်းပိတ်လိုက်အောင်ပါပြီးသွားအတန်ကလည်းလေအဲ့လိုရှီအဲ့လောက်ပဲစုရပါသိလားစကားပြောလို့လည်းတိုးပေါက်တယ်ပေါ့နော်ခွဲစမ်းမှရှိရဲ့ Panasonic dryer ဆိုအဲ့ဒါသုံးနေတဲ့အချိန်ဆိုရုပ်ရှင်တွေပါလေဘာမှမကြားရတော့ဘူးဆိုတော့ဒီဟာလေးကတော်တော်အဆင်ပြေရဲ့ပေါ့နော်အဲ့တော့ခွဲစမ်းထပ်မှုတ်လိုက်ပါအောင်မယ်လေအားတော့လေတော်တော်လေးကောင်းတဲ့အတွက်ကြောင့်ကလစ်လေးနဲ့လေသပင်လေးဆက်ရှင်ခွဲပြီးတော့မှုတ်လို့ရှင်ကိုကောင်းမယ်လို့တော့ recommend ပေးနေတယ်။သပင်ကြီးရမ်းကြီးတယ်။အပုံမှန်ဆိုရင်သပင်ကြီးရဲ့အထဲမှာမပါဘူးပေါ့နော်။သပင်ကြီးဟိုဘက်လွင်လိုက်ဒီဘက်လွင်လိုက်တော့လေသပင်လေးတော့နည်းနည်းကြီးတယ်။ဆိုတော့ section လေးခွဲပြီးတော့ blow dry လုပ်ရင်တော့ပိုးဆင်ပြေတယ်ပေါ့နော်။အဲ့ဒါဆိုရင်မစိုးမချောက်ကလေးဖြစ်နေတဲ့အချိန်မှာဆိုရင်ဒါရပြီပေါ့နော်။ hair serum လေးလူးမှာဖြစ်ပါတယ်။ hair serum ကတော့အခုတလောရမ်းကြိုက်နေတဲ့ဒီ banding ကပေါ့နော်။အခုတလောမဟုတ်ပါဘူး။ဒီဟာသုံးတာလေဒါဘူးကြီးပထမဆုံးဝယ်တာပေါ့နော်။ဘူးသေးလေးတွေကအဲ့လိုအိမ်မှာလည်းချိတ်လို့ရတယ်ခရီးသွားလဲယူသွားလို့ရတယ်ဆိုပြီးတော့လေဆိုတော့3-4ဘူးလောက်သုံးတယ်ပတ်စံအိမ်မှာအမြဲချိတ်ထားတယ်အဲ့လိုရမ်းဆိုခရီးရွယ်ကွာရမ်းသွားတယ်လေရမ်းသွားတော့သပင်ကျမ်းပြီဆိုတာ night serum လေးကိုတစ်ညစ်စာလောက်ယူပြီးတော့လေသပင်အဖျားလေးတွေကိုလှုပ်လိုက်တာပဲအဲဒါကြောင့် princess သပင်က princess ဟိုတိရသူတွေဆိုရင်တိမယ်ပေါ့နော်သပင်ကလုံးဝမညိပါဘူးသပင်ကဘလောက်ရှည်သပင်ညိရဲဆိုတာ princess ဘွားမှာတိတ်မရှိဘူးပေါ့နော်အဲ့ဒါလေးကဒီ banding က hair serum လေးနဲ့စတွေ့တော့ပိုးပြီးတော့ကိုတိတာလာတာပေါ့နော်ကောင်းရှောက်တိုင်းနေသွားရင်လည်းအဲ့လိုပဲအမရဲ့သပင်ကလုံးဝမညိဘူးဘာသုံးလဲဘာလဲပေါ့လေတို့တွေကပြန်ပြီးတော့မိရပါတော့မသပင်ရမ်းကောင်းတယ်အဲ့လိုမျိုးတွေအများကြီးပြောတာပေါ့နော်တခုကတော့သပင်ဖြူရမ်းဖြူလာတဲ့အချိန်မှာသပင်ဆေးမစိုးတာတခုပဲအဲ့ဒါကတော့တီးခန့်ကြပါခရစ်ဆက်တဘာဝကိုပဲကြိုက်တယ်ဖြစ်တဲ့အတွက်ကြောင့်ကျမရေးကြောင့်လည်းဒီ chemical နဲ့မခံနိုင်တော့ဘူးပေါ့နော်လူကဖြစ်တဲ့အတွက်ကြောင့်ခရစ်ဆက်ကသပင်ကိုဒီတိုင်းပဲတဘာဝအတိုင်းပဲထားမှာပါသပင်ပုံစံလေးလိုက်တာလေးတွေပဲပြောင်းပြီးညှက်ဖြစ်မယ်ဒီကြားထဲမှာတီလာရှင်ဝှက်ရှင်စိတ်ပေါက်ရင်လည်းအဝတ်မှာဖြစ်တဲ့အတွက်ကြောင့်သပင်ကိုတော့အများကြီးအဲ့လို invest မလုပ်ထားတော့ပေါ့လေအားကြောင့်လည်းစောစောကပြောတော့တာခရစ်ဆက်အိမ်မက်တွေကအရန်စေးကြီးနေတဲ့အခါမှာခရစ်ဆက်ဒီသပင်အတွက်ခရစ်ဆက်လိုချင်တဲ့ Dyson ကိုမသုံးတော့ဘူးလို့မဝယ်တော့ဘူးလို့ဆုံးဖြတ်လိုက်တာပေါ့လေဖြစ်အောင်ဝယ်ရင်တော့လည်းရတာပေါ့နော် Simplus ကဘယ်လောက်မှမရှိဘူးအလွန်ဆုံးရှိမှ3သိန်းပေါ့ကွယ်3သိန်းပေါ့မြန်မာပြည်မှာ install ထားပြီးရောင်းတဲ့ဟာဆိုရင်4သိန်းပေါ့ကွယ်သူတို့လည်း3သိန်းလောက်တော့အမြတ်စားမှာပေါ့နော်ဆိုတော့အနည်းဆုံးတော့ Simplus ကိုဝယ်သုံးစီခြင်းနဲ့အဲ့ line ပေါ်မှာတွေ့သမျှတွေ9,000လို့8,000လို့3သိန်းလို့တော့ဝယ်မသုံးစီခြင်းကိုခရစ်ဆက်တငယ်ချင်းဆိုကနာဖြစ်သွားတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုဟာကော်သားကလည်းမကောင်းဘူးအရန်စုတယ်အရန်လဲညံ့တယ်ပြောမှုန့်နေရင်မှာပဲအဲ့လိုကော်သားအနှံ့နေရလဲအရန်နှံ့တယ်သူပြောပြပါတော့သူဆိုဘာလုပ်လိုက်လဲတော့မသိဘူးကိုသူလည်းအဲ့ဟာလေးပြောပြီးတော့ငယ်ချင်းနဲ့နင်းဝယ်မယ်ဆိုရင်လည်းမဝယ်နဲ့နော်တဲ့အေးလို့ငါလဲလို့မဝယ်ဘူးလို့တော်သေးရဲ့လို့သူ့ကိုလည်းပြောပြတော့အဆောင်က2ယောက်တစ်ယောက်တစ်ခုစီဝယ်မလို့သူကငါရင်ဝယ်မဲတဲ့နင်းနဲ့ပတ်စံကုန်နိုင်မဲတဲ့ငါဝယ်ပြီးကောင်းမှလိုက်ဝယ်တဲ့ဆိုတော့အေးပေါ့ဆိုတော့အဲ့လို4-5တောင်းတန်နေ3သိန်းတန်နေမဝယ်စီခြင်းကွာအနည်းဆုံးအခုခရစ်ဆက်ဒီ 5+1 နေနဲ့ပတ်သက်ပြီးတော့လေးလာလိုက်တဲ့အခါဆိုလို့ရှိရင်ဒီ Simplus ကထုတ်တဲ့ဟာကဈေးကတက်တာဆုံးနဲ့ quality အကောင်းဆုံးပဲကွာသိလားအဲ့ခါကျတော့ခရစ်ဆက်အခုဒီလေယားပိုင်းလေးက blow dry လုပ်မယ်ပေါ့နော်တကယ်တမ်းဆိုရင်ကြည့်အောင်လေမှုန့်တာနဲ့တော်တော်လေးကိုမိုက်နေပြီပေါ့နော်အရင်ခရစ်ဆက်မှာရှိတဲ့ Panasonic လေးဆိုလည်း review ပေးထားပါသူဆိုဒီချိန်လောက်ဆိုရင်သပင်သားကတော်တော်ပွားနေပြီပေါ့နော်ပြီးရင်သူ့မှာလည်းအဲ့လိုလှိတ်တဲ့အတန်လေးပါတယ်လုံးဝ no use ပါ no use at all ပေါ့နော်လုံးဝသုံးစားလို့မရအောင်ကိုဖြစ်တာပေါ့နော်
အဲ့တော့အဲ့ဒီရဲ့ကပ်ပြားကြီးကိုခြောင်ထိုးထားတာဒီနေ့ဒီဘယ်နာရောက်တော့မှမသိအဲ့ Panasonic ဆိုအဲ့တော့ blow dry လုပ်ဖို့ပုံသွင်းဖို့လောက်ပဲဒီ Panasonic ဆိုရင်အဆင်ပြေရပါတော့အဲ့တော့အခု Simplus လေးကဘယ်လိုလာမလဲဆိုတာ Chris ဒီနေ့အကုန် try ပြအောင်အဲ့တော့ blow dry အနေနဲ့ဒီခေါင်းလေးကတော့တော်တော်လေးကိုအဆင်ပြေတယ်ဒီနေ့တော့ပူတယ်နည်းတော့ပူတယ်ဆိုတော့သူ့ကိုလှည့်ပြီးတော့ဖွင့်ပြီးတော့ထားလိုက်ရုံပဲဆိုတဲ့အခါကျတော့ Chris တို့ဒီဟာလေးပြီးလေးရှင်စမ်းကြည့်အောင်ပြီးလေးစမ်းကြည့်အောင်နော်ဒီနေ့လည်းဒီလိုပဲသူတို့ပြောထားတဲ့အတိုင်းပေါ့နော်ဆိုတော့ဒီ section လေးနော်အဲ့တော့လေနည်းနည်းရှိတယ်ဒါလေးရလေလုံးဝရာဘာလေးကိုပြော့အိမ်ညာတော့တိလားပြီးလို့ကောင်းလိုက်တာပြီးတော့တူးသားသွားတာပါလဲဆိုတော့ဒီအတန်းဒီတိုင်းရှည်သွားပါတော့ရှည်သွားတော့လက်ထဲမှာတိုင်ရတာတော်တော်ကြီးပြင်တယ်ပေါ့နော်ဆက်အတွက်တော့ပေါ့နော်ဆိုတော့ဒါလေးကိုဒီလိုလေးနောက်ဆက်အလဲလက်နဲ့ပဲပြိုးထားတာဒီလေးကလေလုံးဝခေါင်းမှမနာဘူးတော့ပြီလားအိခတ်နေရတယ်ဒီရဲ့အသွားလေးတွေကလေဘယ်လိုပြောရလဲတော့ဒီစကလေးကလေအများမိုက်တာပဲအကျဉ်းနဲ့ပဲကြိုက်တယ်ဒီမှာနော်အသေးစိတ်သေးထားတယ်နော်ရှင်တို့လူကြီးလေအားတော့မတရားတန်ဘူးလေအားတော့မတရားတန်တယ်ဒိုင်ဆန်လည်းလေအားတန်တယ်လို့ပြောတယ်နော်ဆိုတော့ခလဲကွဲပြီးတော့ပေါ်ရင်ကျန်နေတာထပ်ယူမယ်ဒါပေမဲ့နော်ခုနကမတ်တော်မလေးသူတော်ထနေပြီဟုတ်လားတော်ထနေပြီဟာဖတ်ရမ်းနေတယ်ရမ်းမိုက်တယ်အရမ်းမိုက်တယ်အရမ်းကြိုက်တယ်အရမ်းခိုက်တယ်လေဟာတော့တိုက်တယ်လေဟာတော့တိုက်ရနော်ဆိုတော့ဒါလေးလည်းရိုက်မယ်ဒီလိုလည်းလုပ်လိုက်တယ်အခုအဲ့လိုလေစကားလေးဘယ်မှမလုပ်ချင်ဘူးတကယ်လို့ရမ်းခိုင်းနေတော့အဲ့တော့ကိုယ်ကရုပ်စုံမဖြစ်တာဒီအတိုင်းရမ်းရှည်နေတာပေါ့နော်အရမ်းရှည်နေတာဟိုကောက်ကောက်ကြီးကလည်းသုံးနေမကြသေးတဲ့အခါကျတော့လေနောက်မှလည်းသုံးကြည့်တော့မှာပေါ့နော်ဒီနေ့ကတော့ first try ဆိုတော့ဘယ်လိုအချိန်လေးရှိမလဲအရင်လည်း review ပေးနေရမယ်ဒါ first try ကိုဒီကနေ့တူခိုင်းကြအောင်နော်အဲ့ဒါပြင်6တာတော့တော်တော်မြန်တယ်ဟောဒီလားခုနကဘလက်နဲ့တစ်ခါမှုတ်လိုက်တယ်နော်ဒီဓာလေးကို3စလားတစ်ခါလုပ်လိုက်တယ်နော်တော်တော်လေးကို6တာလို့ဒီလားတော်တော်လေးနောက်ပြီးတော့မှလေပုံကလည်းအဲ့လိုကြာနေတာပါဒီလားဒီလိုမျိုးကလို့ပြောပြမယ်ဆက်တော့လေးဖြစ်နေတာပေါ့လေရတော့မတရားတိုက်ဘူးလေရတော့မတရားတိုက်တယ်ဆိုတော့ဒါလေးကတော့ဒီလိုလေးမှာအလိုစပင်လေးကဝက်လေးနဲ့ပုံကျသွားတယ်လို့ခံစားရတာပေါ့နော်ဆိုတော့ဒီခေါင်းလေးပါသေးတယ်ဒီခေါင်းလေးကဒီလိုအမွှားလေးတွေထွက်နေတဲ့ဟာလေးကိုဝက်ပေးရလို့သူကပြောတယ် Dyson လိုမျိုးပေါ့နော်ဆိုတော့ let's try လုပ်ပြီးတော့လေးတော်ပူတယ်သတိလေးနည်းနည်းထားရမယ်ပေါ့နော်ဆိုတော့ vacuum တင်တာနဲ့အောင်ဆိုရ vacuum တင်တာနဲ့ဆိုနည်းနည်းဆော့လိုက်အဆင်းအောင်လေးပဲထားလိုက်လေးတိုက်ချက်ကတော့လေး9လောက်ရှိတယ်ပြန်ဆိုရင်လေသပင်ကဒါဟိုဖြောင်းထားတယ်လို့မျိုးလှုပ်ထားတဲ့ဟာနဲ့တစ်ထွက်လာတဲ့ဟာနဲ့ဂျားမှာဆိုဒီနေရာကြီးအဲ့လိုမြင်မြန်ဖောင်းဖောင်းဖြစ်နေတာပေါ့နော်အဲ့တော့အဲ့နေရာလေးဝတ်သွားမှတော့စမ်းကြည့်မယ်ပေါ့နော်ခုနကဒီနေရာမှာဖောင်းဖောင်းဖြစ်နေတဲ့ဟာတွေဒီဟာကနည်းနည်းကျန်းတဲ့ဟာတော့တော်တော်ဝတ်သွားပြီပေါ့နော်တော်တော်ဝတ်သွားပြီအဲ့တော့ဒီရှေ့လေးပဲဖွာနေရလို့ခံစားရတယ်ယူရိုမြင်လားမသိဘူးဒီတစ်ချောင်းကြီးပဲဖွာနေရဒါကြီးကအရန်ဝတ်သွားလို့ခံစားရဆိုဒီရှေ့ကိုထပ်ပြီးဝတ်လေးဖြောင်းဆွဲကြည့်လိုက်မယ်ပေါ့နော်ဒီလေးတိုက်အောင်မခံနိုင်ကိုပဲမဟုတ်တဲ့တရားလားဒီသူလေးတိုက်အောင်ခံအဲ့တော့ဒီဘက်စပင်လေးကလို့ပိုဝတ်လေးဖြစ်တယ်ပေါ့နော်ဒီပေါ်လေးဖွာနေရလေးထပ်ပြီးတော့လုပ်ကြည့်မယ်တော့လေရလည်းထိန်းလို့မရဘူးဒီလားခရစ်စတန်မတုံးတက်သေးလို့လားလေအားတော့ strong ဖြစ်တယ်ဒီလိုတော့လေလေးမှရမ်းတာမကောင်းဘူးလေအားတော့မတရားကြိုက်တယ်အဲ့တော့ယူရိုခရစ်ပြကျင်တာကဒီဘက်ကသပင်ဝတ်သွားတဲ့ပုံနဲ့ဒီဘက်ကသပင်ဖွာပြီးတော့ဒီနိုင်ဆိုအရင်သိတာတွေ့လား
နားဆိုရန်တိတာတွေ့လားဒီမှာဖွာပြီးတော့ပေါ့နော်ဒီဘက်ဆိုတော်တော်ကြီးကိုဝတ်သွားပြီဒါတောင်ဆိုလေရပိုင်းလေရဘလို့မလုပ်ထားသေးဘူးပေါ့နော်and then အရန်လဲအားဆိုင်စရာမလိုဘူးဒါကြီးကလည်းလို့ရန်လဲလေးမနေဘူးခုနကဒီ Panasonic လိုဟာမျိုးဆိုဆိုအရန်အားဆိုင်ကအားနဲ့အဲ့လိုမျိုးပေါ့နော်အားပါဒီတုံးရတယ်ဒါပေမဲ့လည်းဒုံရင်းပဲပေါ့နော်သူ့မှာကြတော့အဲ့လိုသပင်လေးပိုဝတ်သွားတယ်ပို6တာမြန်နေပြီးတော့အချောက်လဲနှံ့နေပေါ့နော်နေရာဆုံးကိုလှုပ်စရာမလိုပဲနဲ့အချောက်လဲနှံ့နေပေါ့နော်ပြီးတော့ပုံကြတာလေးလည်းရမ်းမြန်နေခရစ်စလိုသပင်ခရစ်စကြောက်လေးသပင်ရမ်းဖွာတဲ့ထဲမှာပါတယ်ပေါ့နော်ဟိုသပင်အုံထူတယ်ဟုတ်တယ်သပင်ဖွာတဲ့ထဲမှာပါတယ်ပြီးတော့ကျမကြီးအရာအကြောင်းသပင်6ပြီးတော့ဟိုအလကားနေလကား6တဲ့ထဲမှာပါတယ်ပေါ့နော်ဒီဆက်လေးရဲ့တကူရတော့ဒီမှာကြည့်လုံးဝဝိလေးနဲ့ကွာပုံသွင်းအချိန်မကုန်မဲနဲ့အချိန်တူတူအတွင်းမှာသပင်လေးဒီမှာကြည့်ဒီထိတ်လေးဆိုလို့ဒီလိုဖောင်းဖောင်းလေးဖြစ်နေတာတွေ့လားဒီဘက်နဲ့တခြားစီပဲတွေ့လားအဲ့လိုမျိုးဆိုတော့ဒါအရန်မိုက်တယ်ဆိုတော့ဒီဘက်တစ်ဖက်လည်းထပ်ပြီးတော့ဘလို့လုပ်လိုက်အောင်မယ်ပေါ့နော်ဒီဘက်ဆိုရင်ရမ်းဖွာပြီးတော့ဒီထိတ်ဆိုရင်ကြည့်လုံးဝသိတာတွေ့လားဒီဘက်ကအမွှားတွေဖြစ်နေပြီမယ်ဒီလိုပုံကြဖောင်းဖောင်းလေးရမယ်ပေါ့အဲ့တော့ဒါလေးနဲ့ထပ်ပြီးတော့လုပ်လိုက်ပါအောင်မယ်ကဲခုဆိုရင်တော့နှစ်ဖက်စလုံးညီညာလှပပြီးတော့ပုံကြတဲ့သပင်လေးကိုရသွားပြီပေါ့နော်အဲ့တော့ခရစ်စတို့အရန်စိတ်ဝင်စားနေတဲ့တစင်းကြံလိမ့်မယ်အဲ့တစင်းကဘာလဲဆိုတော့တို့ဒီအကောက်လောက်တာလေးပေါ့နော်ဒါလေးကတော့ခရစ်စမ try ရတော့ဘူး so now later we will use now blog next blog တွေမှာခရစ်စသုံးတဲ့ခါကျရင်လည်းကြည့်ရတွေ့ရမှာပဲဆိုတော့လေခရစ်စဒါလေးကတော့သုံးရတော့ပေါ့နော်တော့ let's try thisခက်တဲ့ဘယ်တော့တော့သူကလို့အရင်ရောမဆုံးနိုင်ဘူးနော်သပင်သူကလည်းပါမယ်လို့ပြောသိကြရောမသိဘူးတော့ပါလေးပဲဆုံးနိုင်တယ်ဆိုလို့သပင်တော့တယ်။ဒါပေမဲ့သပင်သူကလည်းပါတယ်။ဒါပေမဲ့အကောက်ကတော့ရမ်းတာနော်။လို့ဒီဟာပြောနည်းနည်းလေးပဲဆုံးနိုင်တယ်ဒါတော့ဒီနည်းနည်းလေးပဲဆုံးနိုင်တယ်သူနည်းနည်းလေးပဲဆုံးနိုင်တယ်ပေါ့နော်ဒါဆိုသပင်ကထူရလဲပါမယ်နည်းနည်းလေးပဲဆုံးနိုင်တယ်ဒါပေမဲ့အကောက်ကရမ်းမိုက်တယ်ပြီးတော့လေကိုအမြင့်ဆုံးလုံးမှဒါဒီနည်းနည်းလေးကိုဆုံးနိုင်တာမျိုးပေါ့နော်ဆိုတော့စက်ကြည့်လိုက်ရအောင်ပြီးတော့သူကမြန်လာတော့မြန်လာပါဒီကမြန်လာတော့မြန်တယ်သူကတစ်ခါပဲဒီလိုစောက်တယ်ဟုတ်တယ်ဒီလိုဆိုတော့ဒီအကောင့်ကတော့ဘုရားကအရင်တော့အချိန်ကြီးရဲ့ဟာတော့ဟုတ်ပြီဒီလိုမျိုးတော့ဒီလိုမတရားဘူးဒါပဲရတယ်အောက်ခြေရဒီမှာတော့လည်းအများကြီးဆုံးတာဟုတ်ကျွန်မလူကြီးတွေရဲ့အရာစမတူတော့နော်ဒီနေ့ငင်းပေါက်တယ်ဟုတ်ကလည်းဒါပဲပါတာမလေးကျမမတရားပူတယ်မခံနိုင်ဆိုတော့ဒီကောက်တာတော့အရန်စင်မပြေဘူးပေါ့နော်ကိုပထမဆုံး try နေအချိန်မှာဒီလေသူ့ဘာသူလေးဒီလိုလေးတော့လှနေပေါ့နော်သူ့ဘာသူတခုကောက်အောင်မအောင်ပင်မနေပြီးရန်ပူလို့ဒီလိုမျိုး outside ကောက်တော့ပုံများလေးပါတယ်မကောက်တဲ့တရားလည်းပါမှာပေါ့နော်ဒီလည်းသင်ရအောင်ပါဟုတ်တယ်မများလေးပါတယ်ဘာလို့အော်လို့ဒီကောက်တဲ့သူတို့လောက်ကြတယ်လို့ပြောနေတာလေဒီသူစောင့်တဲ့ဟာကိုလည်းမသိဘူးရတယ်
လွယ်မနေဘူးမင်းကလေးတယောက်ဖြစ်ရလွယ်မနေဘူးဆိုတော့ဒီနေ့ကတော့ကျွန်မဒီလောက်နဲ့ပဲတော်လိုက်ကောင်းမှနဲ့တွေ့ကျွန်မသပင်နေကုန်တော့မယ်လူသားကုန်သွားမယ်ပညာမကုန်ဆိုတာဒါသပင်ကကုန်သွားမယ်ပညာမကုန်ဆိုတာဒါမျိုးပေါ့နော်โอเค try လိုက်ကြည့်ပါတော့ပို့တယ် so အဲ့တော့ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲဆိုတဲ့ခါကျတော့ overall ဒီ simplest dryer ကို overall review ပေးရရင်တော့ခက်ကြိုက်ပါတယ်ဒီကောက်တာကတော့ခက်မကောက်တတ်သေးတာလည်းဖြစ်မယ်ဒါပေမဲ့တိချက်အရန်ကြိုက်တာကမှုတ်ရတာအရန်မြန်တယ်ခေါင်းတစ်ခုလုံးကိုဘယ်လိုခေါ်မလဲအချောက်ရမ်းမြန်တယ်ခြောက်တာလည်းနေရာစုံကိုခြောက်တယ်ကွာတိလားရှေ့ရ dryer တွေတောင်းတော့ဆိုလို့ရှိရင်ဒီနေရာကိုမှုတ်ပေးမယ်ဒီနေရာကမခြောက်ပဲကျန်တာတော့ဒီနေရာကိုမှုတ်ဒီနေရာပဲခြောက်ပြီးကျန်တဲ့နေရာရဆိုးစီကျန်နေဥယျာဉ်ပြမှာလည်းလုံးဝအဲ့လိုစိုးထိုင်းနဲ့ကစီဖြစ်နေတာမဟုတ်ဘူးเนาะသူ့ရဲ့လေကဒီဥယျာဉ်တွေကိုပါဝင်သွားပြီးတော့ခြောက်အောင်လုပ်ပြီးတဲ့အတွက်ကြောင့်အရန်မိုက်ပါတယ် conclusion ပြောရရင်အရန်ကောင်းတာကအချိန်တိုတွင်အချောက်မြန်နဲ့သပင်တွေကိုစိုးတတ်ထိန်းပေးတယ်မှုတ်လိုက်လို့သပင်တွေခြောက်သွားတာမျိုးမရှိဘူးပြီးရင် crystal လို့သပင်ကအရန်ပွားတဲ့သူတွေအရန်ခြောက်တာမျိုးဖြစ်တဲ့သူတွေအတွက်ဆိုရင်ဒီ simple ကသပင်တွေကိုလည်းဝှက်စင်နေတဲ့အချိန်တိုတွင်မှာဘောင်စီဖြစ်တဲ့သပင်ကိုရစေရပေါ့နော်အချိန်တိုလေးအတွင်းမှာပဲသပင်ကိုပုံကြလှပစေအောင်မှုတ်လို့ရရပေါ့နော်အဲ့တော့ဒီကောက်တဲ့လိတ်တန်ကတော့ချွင်းချက်ပေါ့နော် crystal ကိုယ်တိုင်လည်းမလုပ်တတ်သေးတာဖြစ်မဲ့အတွက်ကြောင့်နောက် vlog တွေမှာဆက်ကြည့်ပေးပါအောင်ဒီ first vlog လေးတော့ဒီလောက်နဲ့ပဲအားရကျေနပ်ပေးကြပါရှင် see you in next vlog thanks for watching bye